တွေနဲ့ခွဲနေတဲ့ခဏပျော်ရွှင်စရာတွေပျောက်ရှာအသက်ရှင်ရတာတိတ်ပဲရှိလာချိန်ဒီနေစတရားဝင်လာတယ်ဟာအေးဒီမှာဒီလောကကြီးတဲ့လေလာတာအချိန်တန်သွားမှာပါတို့ဗုဒ္ဓဘုရားတော်ရှောင်လွယ်မရဒါပေမဲ့လေငါနာကြည့်ခဲ့တဲ့ဆိုပါတော့နေစားတဲ့ဘဝတခုမှာဟိုနေပဲဆိုရှုံးမပေးပါနဲ့ဘဝမှာသူမထောက်ပါနဲ့ခဏလေးပဲစူးစမ်းစမ်းပါဟာဘုံမြင့်ဆုံးထပ်မှပြန်သက်လိုက်ပါဒုက္ခဆိုတာရှိမှာပဲအပူပေးတွေနဲ့ဒီကပါရဲ့ကောင်းမှုတွေကြောင့်ပြုပြီးကုသိုလ်ယူလို့အာဃာတများမထားပါနဲ့ဆုံးမှုအလုံးမြောက်ခြင်းနဲ့လားအာဃာတများတဲ့ဘဝမှာမင်းရှာဖွေတဲ့စီးစိမ်တွေသေဆုံးရထားရခဲ့ရမှာ